ချင်မားစပင်ဖြူနေလို့သုံးလို့ရလားမမတဲ့နော်စပင်ဖြူနေလို့သုံးလို့ရလားဆိုရကိုမပြောခင်မမတို့ဒီအောင်မင်းညိုကောင်းရွှေရမှာပါတဲ့အောင်မင်းညိုရဲ့ဂုတ်တက်တီလေးကိုရင်ပြပြမယ်နော်ဒါလေးကအောင်မင်းညိုပန်းရဲ့စီးပတ်ဝင်တဲ့အနည်းတင်လေးကိုဂေမရက်ရှာလိုက်လို့ရှိရင်အများကြီးကြာလာပေါ့နော်အဲ့ဒီထဲမှာမှမျက်စိအားကောင်းစီတယ်စပင်တန်စီတယ်ဆိုတဲ့ချက်ပါတယ်တားရီလာစီတယ်စပင်တန်စီတယ်ဆိုတဲ့ချက်မှာအောင်မင်းညိုပန်းမှာတဲ့ biofluorinate ဓာတ်တွေပယ်ဝါစာပါဝင်လို့စပင်ဖြူချင်းကိုကောက်ခဲ့ပြီးတော့စပင်တန်စီနိုင်ပါတယ်စပင်ပါစပင်ကျွတ်တဲ့သူတွေဆိုရင်ဒီအောင်မင်းညိုရေးလေးချမ်းတောက်ကြည့်လို့ရရဲဆိုတဲ့အကြောင်းလေးပါတယ်ပေါ့နော်ဒီမှာအများကြီးပဲသူရဲ့အကျိုးအလေးတင်တွေကတကယ်အများကြီးရှိရပေါ့နော်အဲကြောင့်ဒီအေမီတို့အောင်မင်းညိုနဲ့ထုတ်ထားတဲ့အောင်မင်းညိုကောက်ရွှေလေးကိုရေးပြီးသုံးမယ်ဆိုလို့ရှိရင်နော်ဒီအောင်မင်းညိုရဲ့အကျိုးအလေးတင်တွေအများကြီးပဲရှိမှာဖြစ်ပါတယ်သူကစပင်ကျွတ်တာဒီတက်တာစီပြီးဆိုရင်အုံဖူစီနဲ့မှောင်စီတယ်ဆိုတော့ချက်ပဲပါတယ်ပေါ့နော်နဲ့မှောင်စီတယ်ဆိုတော့စပင်ဖြူတယ်ဆိုတော့အရွယ်မတိုင်ခင်ဟိုမင်းရောဒါတွေကိုပဲတက်တာမှာပေါ့နော်အရွယ်ရောက်ပြီးလို့စပင်ဖြူတာတော့ဒါတဘာဝကိုတော့မဆန်းလို့မရဘူးပေါ့နော်ဒါလေးကကြတော့နှစ်စီလီဒါကတော့ခေါင်းမလျှော်ခင်နှစ်ပြီးလို့ရတဲ့နှစ်စီလီမှာသူ့မှာလည်းအုံးစီနှမ်းစီအောင်မင်းညိုရှားဆောင်ကြိတ်နှမ်းဒါတွေကတဘာဝစစ်စစ်တူဖြစ်လို့ chemical short ချထားတဲ့ပစ္စည်းတွေကိုစိတ်ချဆောင်သုံးဆွဲနိုင်ပါတယ်ဒီကောင်းရွှေလေးကတော့19500ဒါလေးကတော့9500ဆိုပြီးတော့ဒီနှစ်ခုအတွဲလေးကိုတွဲသုံးပေးမယ်ဆိုလို့ရှိရင်စပင်ကျွတ်တက်တာမျိုးစပင်ဖြူတာကြီးပါပျောက်စီမယ်လို့အမှတ်ခံပါတယ်ရှင်